ကဲအားလုံးပဲမင်္ဂလာပါမျိုးတို့ရေတလွဲစိတ်လာပါပြီရှင်တလွဲစိတ်10ရက်3လပိုင်း2025မှာ14ရက်3လပိုင်း2025မှာ25အထိပေါ့နော်ဗုဒ္ဓဟူးမကျော်ကိုဘရိတ်နော်မွေးခွေတောင်ကြားနှစ်5ခွန်အခွေနော်မပြောက်ပတ်တီရတော့နှစ်နဲ့ခွန်မနက်တီးတန့်ထိုက်ကိုလိုက်မဲ့လူတွေအတွက်နော်တချို့အမျိုးတွေကြတော့ထိုက်ကိုလိုက်ကြတာလေနော်တီးတန့်လိုက်တဲ့လူတွေအတွက်ကတော့4ထိုက်ဖြစ်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလမလေးတယောက် channel နုဒီကာလောင်းလေးကိုလည်းနှိပ်ဝပေးကြပါအောင်နော်တလဲစိတ်ရဲ့ channel လေးကိုပေါ့ဟူးမကျော်ပတ်တီကိုအရင်ဘက်ကဟူးမကျော်ပတ်တီခွန်ကတော့ပြတ်သွားတာခွန်ပြတ်သွားတာနော်ခွန်ပြတ်သွားတယ်ခွန်ပိတ်ရတော့တွေ့တယ်ခွန်ကပေါ့ပြီးကနေပါခွန်ပိတ်တွေ့တယ်ခွန်ပတ်တီတွေ့တယ်ဒါခွန်ပြတ်သွားတယ်မွေးခွေကြကြတာတောင်ကြားနှစ်5ခွန်အခွေနော်တောင်ကြားနှစ်5ခွန်အခွေပါရှင်ဘရိတ်ကတော့9ဘရိတ်ဖြစ်ပါတယ်ရှင်ဘရိတ်ခွန်ပတ်အခုဒီမှာ9ပတ်တီထော်ရလို့စင်ရင်9ပတ်တီထော်ရရင်နာအင်္ဂါနေခဲ့ကြလို့အင်္ဂါနေမနက်ထွက်ပြီးအင်္ဂါနေညနေအေးရနဲ့အင်္ဂါဘုံတို့ဟုကြတာပြီးတောက်ကြ3ရက်နဲ့တမွန်တဲ့စာကိုပြန်ပြီးပတ်တီပြန်တင်ခဲ့ပေးမယ်နော်မျိုးတို့နော်ပြန်ပြီးပတ်တီပြန်တင်ခဲ့ပေးမယ်အမျိုးတို့ကိုဟူးမကျော်ပတ်တီရတော့ဟူးမကျော်ပတ်တီကိုနော်ဘရိတ်ရတော့9ဘရိတ်အခွေကကြတော့တောင်ကြားနှစ်5ခွန်အခွေပါရှင်မပြောက်ပတ်တီ2ခွန်ပါရှင်မနက်တီးတန့်ထိုက်4ထိပ်ဖြစ်ပါတယ်ရှင်4ထိပ်ဖြစ်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလက်မလေးတယောက်တဲ့ channel နုဒီကာလောင်းလေးကိုလည်းနှိပ်ဝပေးကြပါအောင်နော်မျိုးလို့ရေကျမပေါ့နော်အမျိုးအခွေတွေတပတ်စာဆိုရင်တော့တပတ်စာမွေးခွက်တွေအခွေမွေးခွက်တွေအခွေတွေနေထိုင်ခဲ့ကြတော့ပေါ့နော်ကျမပတ်တီနေထိုင်ခဲ့ကြတော့ဝမ်းချင်းနဲ့ကီးနဲ့ပဲပေးတတ်တယ်ပေါ့နော်ဝမ်းချင်းဝင်ကီးရောဝင်သွားတာပဲကိုယ်စီမှာအခိုင်မှာကီးတို့ဝမ်းချင်းတို့စင်ကျမဟာနဲ့တွဲမစင်နဲ့တွဲပေါ့လေစိတ်ပါရပေါ့နော်မတွဲချင်နဲ့မတွဲနဲ့ပေါ့ကိုယ့်ရဲ့စိတ်ပါရကိုယ့်ရဲ့နှစ်သက်ရလေးပါရှင်ကျမရဲ့ channel လေးကိုလက်မှတ်လေးတယောက် channel နူဒီခါလောင်းလေးကိုနှိပ်ဝပေးမမေ့ချနဲ့အောင်နော်ချစ်တို့ရေနော်အမျိုးတို့ရေနော်အားလုံးကိုချစ်ပါတယ်ရှင်ဘိုင်ဘိုင်ပါရှင်